ဒီနေ့ကစပြီးတော့ဈေးအပြိုင်ဆိုင်တက်နေကြတဲ့အချိန်မှာနင်းဒီလုံးလေးတွေကိုအရင်ဈေးတိုင်းပဲရောင်းပေးပါမယ်ရှင်။ကြေးတော့ကုန်သွားပြီဆိုလို့ရှိရင်တော့ဒီဈေးတွေနဲ့ရဖို့ဆိုတာလုံးဝစိတ်ကူးလို့မရတော့ပါဘူး။ဘာလို့ဆိုတော့ဈေးတွေကတကယ်ကိုတက်နေပြီမှုလို့ပါရှင်။အခုဒီလုံးလေးတော့နင်းအချစ်ဈေးလေးနဲ့ပေးပေးမယ်နော်။နင်းစီမှာအခု Android တွေထဲမှာဆိုလို့ရှိရင် Turbo 4 Pro ရှိမယ်။ပြီးရင် Redmi Note 12 Turbo ရှိမယ်ပြီးရင် Nova 12 Nova 9ပေါ့နော်အဲ့ model လေးလောလောဆယ်ရှိမယ် Huawei Nova 12လေးဆိုလို့ရှိရင်သူက RAM 825GB ပါ in display fingerprint နဲ့ဒါလေးကိုနင်းလေး4,85,000နဲ့ပဲရောင်းပေးပါမယ်ရှင် Nova 9လေးဆိုလို့ရှိရင်သူကမှန်ကုန်ဒီဇိုင်းလေးနဲ့သူကကျတော့ RAM 8 128GB ပါမယ်ရှင်သူလည်း in display fingerprint ပဲဒါလေးကိုလည်းနင်း4,85,000နဲ့ပဲရောင်းပေးပါမယ် Huawei လေးကလေ Play Store အတွက်လုံးဝစိတ်ပူစရာမလိုဘူးညီတို့တစ်ခါတည်းထည့်ပေးမှာပါရှင် Redmi ကြိုက်တဲ့သူတွေအတွက်ကကျတော့ညီတို့ဒီ Redmi Note 12 Turbo လေးရှိမယ်သူကကျတော့ RAM 8 128GB ပါရှင်ဈေးနှုန်းကနည်းနည်းလေး4,85,000နဲ့ပဲပေးပါမယ်နော်အမေးရမျှတဲ့ Redmi Turbo 4 Pro လေးရှိမယ်သူကကျတော့ 1225GB ရဲ့ 1625GB ရဲ့နှစ်မျိုးရှိပါမယ်ဈေးကတကယ်ကိုသက်သာစီရမယ်နော်ညီတို့အလုံးတွေအကုန်လုံးအတွက်ကိုအသွင်းကျူကောင်းလက်ဆောင်ပါတယ်အာမခံကတလားတိတိပါပါတယ်ရန်ကုန်ဆိုလို့ရှိရင်ညီတို့အိမ်ရောက်ငွေပို့ပေးရဲဆိုင်မှာစိတ်ကြိုက်လာကြည့်ပြီးတော့လဲဝယ်လို့ရပါတယ်ရှင်ဆိုင်မှာဝယ်မဲ့ကတ်စတမာတွေပြီးတော့မှာမဲ့ကတ်စတမာရဲ့ဒီရက်ပိုင်းပဲရမယ်နော်ဘာလို့ဆိုတော့ညီတို့က6ရက်နေ့ကနေစပြီးတော့နှစ်စန်း1ရက်နေ့ပေါ့နော်အလုံးပေါင်း12ရက်တိတိဆိုင်ရပိတ်မှာပါညီတို့ဂျားထဲမှာတကြံပိတ်တာရယ်ပြီးတော့ခရီးထွက်လို့ဆိုင်ပိတ်တာရယ်ပေါ့နော်12လောက်ပိတ်မှာပါအလုံးကိုကျေးဇူးများတင်ပါတယ်ရှင်